အဝေးကတုပ်ဘောဟော်တဲ့တန်ကြားရီတုပ်ဘောနဲ့ဖိုးထိုးဟာဒေါ်လေးနွယ်ကိုတွဲလို့ပေါ့ငပရင်ဒေါ်လေးနွယ်မူးလဲလို့ဟိလောင်းဟာအမေဘလို့ဖြစ်တာလဲဗျဒီကပြစ်ပေါ်မှာနားလိုက်ပါဦးတကြီးကကျင်းရွာစီဝေးလောက်ရအောင်တရင်တယောက်နှုံနဲ့ခေါ်ထားတာဆိုတော့အိမ်မလူဆောင်နေတယ်ဦးသိန်းကတကြီးခေါင်းရင်းအကြောင်းဆိုပါဦးဗျတို့ရွာလေအိမ်နေချင်းရွာတွေလိုပဲရက်ရွာအကျိုးပြုဖွဲ့လေးဖွဲ့ထားရအောင်လို့ပါအလူကန်ထွက်တာအစားကိုပေါ်လောင်ပဲရအောင်ပေါ့တကြီးလည်းသိတဲ့အတိုင်းကျွန်တော်တို့ကခြံလောက်ကတမျိုးမြို့တက်ရတာတစ်ဖက်နဲ့အားတွေကိုမရှိဘူးဗျဒေါ်လေးတွေကလေဟုတ်တယ်ဟိုကျမတို့အမျိုးသမီးတွေလည်းတနေ့တနေ့အိမ်ကိစ္စနဲ့လုံးမနေရတာရှင့်ဖိုးထူးတို့ဘိုးကြီးတို့တွေတပြည့်ပြည့်နဲ့အရွယ်ရောက်ပြီးတော့အားကိုလို့လည်းရလာပြီဆိုတော့လူငယ်အဖွဲ့တွေထည့်မယ်လို့စဉ်းစားထားတယ်ကလေးတွေကကြောက်တဲ့နေရလေတကြီးရဲ့အစောကလည်းမက်ကြတာဆိုတော့ဘယ်ဖြစ်ပါမလဲဗျအရန်အသင့်ဖွဲထားမလို့ပါပဲသူတို့ကိုမေးလိုက်အောင်မေးဒါဖိုးထူးနဲ့ဘိုးကြီးဒါတို့လာပါအောင်ဟုတ်တကြီးရွာမှာလူငယ်အကျိုးပြုအဖွဲ့ဖွဲ့မယ်ဒါတို့ပါကြမလားပါလိုက်ရင်ကျွန်တော်စောတဲ့ချိန်နေနဲခုံမှာဘောဗျအဖွဲ့ထဲမှာအရွေးခံရရင်လာစဉ်ရက်ွက်ကစုပြီးတဲ့မဟုတ်1000ခွဲရှာမယ်ကျောင်းမှာလူမွေရဲ့မှတ်မှာအေးရအောင်လုပ်ပေးမယ်လေဘယ်လိုလဲဖိုးထူးကစိတ်ဝင်စားသွားတယ်အေးရမှာဆိုတော့မိုက်တာပေါ့နောက်ပြီးတော့အဖွဲ့ထဲပါရင်ဘာလုပ်ပေးရမှာလဲဗျနွေရာသီပိတ်ရက်မှာသားတို့ကျောင်းကိုကြည့်ဥဆောင်ပြီးလုပ်ပြီးမှာဆိုတော့ကျောင်းကိုကြည့်ကိုတားမေးကြည့်ကြလူစင်းကတပည့်အတွင်းလက်ခံမှာအဲ့တရားမှာပြန်ယူမှာဒါဆိုရင်တော့သားလေးစိတ်ဝင်စားတယ်ဗျဟိုတကားတဲ့ကိုရှောက်သွားလိုက်မယ်လေဘိုးကြီးကလည်းနေပါအောင်ဘာလို့ရမှာလဲဆိုတော့မေးကြည့်အောင်ဆိုလေဒီလိုနဲ့အစည်းအဝေးပြီးဆုံးသွားတယ်နောက်ရက်မှာတော့ကျောင်းကိုကြီးစီကိုရောက်လာကြတယ်ကျောင်းကိုကြီးကကဲတမိနဲ့သားတို့ရွာမှာလူငယ်အကျိုးပြုအဖွဲ့ဖွဲ့မယ်အဲ့ဒီဖွဲ့တွေပါပြီးရင်ရက်ရွာအကျိုးဆောင်ရွက်တဲ့သူကိုဆရာကြီးတို့ကနောက်စာသင်နေလူမှုရေးဘာသာမှာလာတိုင်းအေးပေးမယ်ဟာဆရာကြီးဒါဆိုကျွန်တော်ပါမယ်ဗျတမီးလည်းပါမယ်နော်ဆရာကြီးရှောက်တဲ့သူတွေကပြန်ရင်းမှာဆိုတော့လိမ်မာပြီးတော့တကယ်ကူညီခြင်းနဲ့စိတ်တွက်လက်တဲ့အကျင့်ရှိမှာပဲအရွေးခံရမှာနော်ဆရာမျက်နှာကိုအိုးမဲမတုတ်ကြနဲ့ဆရာကြီးကလေဟေးဟိုကျွန်တော်တို့စူးစမ်းကြမှာပါဗျဒီလိုနဲ့ဖိုးထူးနဲ့အားလုံးကဆရာကြီးကိုရိုသေပြီးအကန်တွေကပြန်ထွက်လာခဲ့ကြတယ်ကဲကလေးတို့ရွာဦးကျောင်းအတွက်အလူကန်ထွက်ကြမယ်ဟောဒီဖလားကိုတယောက်တစ်လုံးယူကိုစီအိမ်နေမှာအလူလိုက်ခံရမယ်ဖိုးထူးတော့ဘောလေးမတွေ့ပါလားဟာရှောက်ပတ်ပြီးအလူကန်မှာရှက်လို့တဲ့အမှတ်မကောင်းနေနေပလိစီတော့တဲ့ဟေး तू ကလေဟိုမှာဘိုးကြီးနဲ့တန်ချောင်းတို့အုပ်စုလည်းပါတော့ငါတို့တွေအရွေးခံရမှုအရေးကြီးတယ်ဟာဟုတ်တယ်သူတို့ပါပြီးငါတို့အရွေးမခံရရင်အောက်တယ်အမှတ်လေကွာသွားမှာအားလုံးပဲ fighting စူးစမ်းကြမယ်မရှက်ကြည်တယောက်နဲ့တယောက်ကူးကြမယ်ဟုတ်ပလားဖလားတစ်လုံးစီပိုက်ပြီးအိမ်ဒီမှာအလူလိုက်ကန်မှုထွက်လာကြတော့တယ်ခဏကြာတော့ဘိုးကြီးကခြေထောက်ညောင်းလို့ဆိုပြီးတမင်အောင်မှတိုင်ပြီးအမောဖြေတယ်တန်ချောင်းကဘိုးကြီးလာလေတော့ကြငါတို့ပြက်ကြံနေခဲ့အောင်နေပါဦးကွာဇက်တိုက်လျှောက်လာတာခြေထောက်ညောင်းနေပြီကွာဒါဆိုမင်းအမတ်ကိုလက်လျှော့တော့မလို့လားမဟုတ်ဘူးလေခဏလေးပဲအမောပြေတာပါကွာအဲ့ဒီချိန်ဖိုးတော်ရောက်လာတယ်ဘိုးကြီးတို့တွေပြင်မဲရင်ခဏနိုင်ပြီးမှလိုက်ခဲ့လေအကွာတော့နေမွေးခင်အိမ်နေကောက်ဖို့မကြံခဲ့အောင်လို့သွားနေတော့မယ်ငါလည်းခြေထောက်တွေညောင်းနေပြီဟာဒါဆိုမြဝိုင်းနားကြမယ်လေနားလို့မရဘူးကဒီချိန်မှာတို့တွေပို့ပြီးတော့စူးစမ်းပြရမှာဟုတ်တယ်ဘိုးတို့ရဲ့မနာတော့ဘူးပေါ့ဒါဆိုဆက်ပြီးတော့အလူကန်ထွက်ကြတာပေါ့ကွာနောက်ရက်မှာတော့ရွာများကိုတန်ရှင်းလုပ်ဖို့အလှည့်ရောက်လာတယ်ဦးသိန်းကကဲဒီကောင်မရှင်ကတော့ဟောဒီမြောင်းနေကအမိုက်တွေဖေးပြီးရှည်စည်းရလာကောင်းလုပ်ရမယ်ခြုံနေရှင်းရမယ်အဲ့တော့ဘသူကဘာလုပ်ကြမယ်ဆိုတာတာဝန်ခွဲကြတန်ချောင်းကဘိုးကြီးနားကပ်ပြီးခက်တိုးတိုးသွားပြောတယ်မြောင်းရှင်းတာကြီးတော့မလုပ်ချင်ဘူးဘိုးကြီးရောဘလို့လဲငါတို့ခြုံမရှင်းကြရအောင်ငါပိတ်တို့တွေမြောင်းရှင်းကြမယ်ကွာဟာန
န်းစောနီမှာပေါ့ပေချံပြီးတော့လက်တွေနဲ့လည်းနှိုက်အောင်မှာဖြစ်ပါမလားဘိုးကြီးတို့ကလည်းနန်းတော့တေချာမလွတ်မှာမဟုတ်ဘူးငါတို့ဒေတာလွတ်ပြကြရင်ချီကျုခံရမှာအရွှေခံရမှုအခွင့်အလမ်းပိုများသွားတာပေါ့ဟာဟုတ်တယ်ဖိုးတူပြောတာမှန်တယ်ငါလည်းကုမယ်လေတို့ရေလောက်ကြရအောင်အဲ့ဒီအချိန်ဘိုးကြီးကရှင်ပြေးလိုက်တယ်ဦးလေးသိန်းကျွန်တော်တို့ခြုံမဲရှင်းလိုက်မယ်ဗျအဖေသားတို့တငယ်ချင်းအုပ်စုမြောင်းရှင်းလိုက်ပါမယ်ဗျဒီလိုနဲ့ငပိန်နဲ့ဖိုးတူကပေါက်ပြားနဲ့မြောင်းငုံလိုက်ပြီးအထက်ကမိုက်တွေစီးမိဝိုင်းကသူတို့ဆယ်တဲ့အမိုက်တွေကိုညှက်နေကြုံပြီးအမိုက်ချင်းနဲ့ထိတယ်ဘိုးကြီးတို့ကတော့ပေါတူကြီးတယ်လို့တခြားဘက်မှာညက်သွားနှုံနေကြတယ်မြမြပြည့်အောင်လုပ်ကြရအောင်မြောင်းကအမိုက်စုပ်နေတော့ရင်မစည်းဘူးဖြစ်နေတာဘယ်သူဆင်းမလဲအရက်ရှိတဲ့ငါပဲဆင်းလိုက်မယ်လေဒီလိုနဲ့မြောင်းကိုတန်ရှင်းပြီးအပေါ်ရောက်တော့ငပိန်ကတွေ့လားဂျေရီစီးသွားပြီငါတို့ရေလွတ်လိုက်တာကြည့်ပါဦးတန်ရှင်းသွားပြီအဲ့ဒီချိန်ဦးသိန်းရှောင်းလာတယ်တင်ဟုတ်ပါလားငပိန်တို့တွေကဟမ်ပြီးအောင်နေကြပြီပဲဟုတ်ဦးလေးသိန်းရေစီးကောင်းပြီးတော့တန့်သွားပြီဗျခုလိုရှင်းလိုက်တော့သားတို့သမီးတို့ရဲ့ရွာတွေကမောင်လေးညီမလေးတွေသွေးလုံးတဝေးအန်နေရနဲ့မိုးရင်းရည်ကြီးမဲ့အန်နေရတွေတက်တာပြီပေါ့ဟောရွာကျိုးတယ်ဖို့တော့ကုသိုလ်လဲရောင်းတပြအမက်လည်းရကြအောင်မဟုတ်ဘူးလားဖိုးထူးတို့လေသူတို့တန်ရှင်းလှုပ်လိုက်တဲ့မြောင်းကိုကြည့်ပြီးကျင်းနေနေကြတယ်တပတ်မှလည်းဘူကြီးကပေါတူကြီးလွှားကနေမြတ်ပြီးမျက်တွေရှင်းနေရပါတန်ချောင်းကရှင်းတဲ့အမိုက်တွေလိုက်စုပုံထားတယ်တန်ချောင်းကဘူကြီးကအားတော်ရှိရမယ်နော်ဒီလောက်အများကြီးကိုခဏလေးနဲ့ရှင်းလိုက်နိုင်တာတိုဘောတို့ငပိန်တို့နဲ့ရှင်ရင်ဘသူပိုအားကြီးရထင်လဲတေချာမဘိုးကြီးပဲပေါ့ထင်သလားမလွယ်ဘူးဟာပင်မလိုက်တာဟုတ်တယ်ငါမွေးเจ้าရဲ့နဲ့အမက်ရဲ့မုတ်ဖိုးမျက်နှာရဲ့ကြောင့်တိကန်လုံးနေရဟင်းမင်းပင်မရဲ့တက်လက်နာလေငါသွားရှင်းလိုက်မယ်ခဏကြာတော့ဦးသိန်းလျှောက်လာတယ်ဟာဒီဘွဲ့လေတော်လိုက်ရခဏလေးနဲ့တော့ရှင်းသွားပြီပဲတယောက်တလဲနဲ့ရှင်းလိုက်ကြတော့ညံသွားတာပါဗျဒါပေါ့ကွာစိတ်တူကိုတူအသေးဘွဲ့စိတ်တည်းရှိကြတာဟုတ်သားတို့တွေကတချင်အောင်မြေထွန်းထောက်လာမေးကျေဝင့်နေကွာရှဲရွာအကျိုးနိုင်တဲ့လောက်ပြန်ပြူကြပေါ့ဒုက္ခလေးတွေလေတိတ်တော်ပြီးစီးလုံးကြတာပဲတကြီးနဲ့ចောင်းအောင်ကြီးစီကအမတ်ပြရမှာတေးကြပြီမနက်ကင်းတခုမှတော့ငပိတ်တယောက်အိတ်ရှိမှတိတ်ခွဲနေတယ်အမေကလည်းဈေးသွားတာကြားလာပြီဘယ်မှာစကားကောင်းနေလဲမသိဘူးအဲ့ဒီအချိန်အဝေးကတုပ်ဘောဟော်တဲ့တန်ကြားရီတုပ်ဘောနဲ့ဖိုးတူကဒေါ်လေးနွယ်ကိုတွဲလို့ပေါ့ငပိတ်ရေဒေါ်လေးနွယ်မူးလဲလို့ဟေ့လောင်းဟာအမေဘလို့ဖြစ်တာလဲဗျဒီခုပြစ်ပေါ်မှာနားလိုက်ပါဦးအမေမုန်းနေသေးလားစေကမ်းပြမလားဗျစေကမ်းမသွားတော့ပါဘူးကွယ်အမေသွေးပေါင်ကြားလို့နေမှာခေါင်းထဲနဲ့မူးယုံလေးပါဒေါ်လေးနွယ်တရင်ကြတော့တကြီးလဲရောက်လာခဲ့တယ်မနွယ်ဘလို့နေသေးလဲအစ်မပြည့်ရင်ဆရာဝန်ပိန်ခိုင်းလိုက်မယ်လေဒေါ်လေးနွယ်ကခေါင်းခါပြပေးမယ်ဖိုးတူကတကြီးဆရာဝန်ပြလိုက်တာကောင်းမယ်နော်ကျွန်တော်နဲ့တုပ်ပေါ်သွားပေးလိုက်မယ်ဗျအဲ့လိုပြောပြီးချက်ချင်းပဲတုပ်ဘောတို့တွေပြေးထွက်သွားကြတယ်ဒီလိုနဲ့တရက်မှာတော့တကြီးနောက်ဆုံးအဆင့်စမ်းတဲ့ချက်ကတော့ဟောဒီဘုံကြီးเจ้าမှာလောအားပေးဆောင်ရွက်ရမှာပါဒီတော့သားတို့သမီးတို့လိုအပ်တာတွေကိုဝိုင်းကူပေးလိုက်ပါဒါဆိုကျွန်တော်တို့တွေဘယ်ကနေစလို့ရမလဲဗျဒီလိုနဲ့တကြီးကနေဖိုးတူတို့တာဝန်တီးတီးခွဲပေးလိုက်တော့တယ်ဖိုးတူဒါနဲ့တုပ်ပေါ့ငပိတ်မလာသေးဘူးလားငါတို့အိမ်ကိုဝင်ခေါ်သေးတယ်ဒေါ်လေးနွယ်တိတ်နေမကောင်းသေးတော့မလာဖြစ်တော့တာဒီလိုနဲ့တုပ်ပေါ့ကထင်းတွေတစ်ချောင်းမင်းတစ်ချောင်းခွဲနေတယ်ဖိုးတူကသွားလိုက်ပြန်လိုက်နဲ့ရေပုံးသိနေတယ်မိဝိုင်းကကြောင်ဝန်းနဲ့တပြက်စီးပတ်လဲနေပြီးအလုံးရှုံနေကြတယ်တုပ်ပေါ့ဖိုးတူကသွားလိုက်လာလိုက်နဲ့ငါခေါင်းတော့မူးလာပြီကွာဖိုးတူတဲလာတဲ့ရေပုံးကိုချလို့ခဏနားလိုက်တယ်မောလိုက်တာတုပ်ပေါ့ရဲ့ရေကြီးကပေါက်များနေလားမသိဘူးခုတီကိုမပြည့်သေးဘူးထင်းတွေရောပဲလေကုံမကုံနိုင်ဘူးငမိတ်မရှိလို့ကွာရှိရင်ပို့မြတ်မှာနော်မိဝိုင်းလေတပြက်စီးလေးကသူတို့နာကိုရောက်လာတယ်တူတူပါပဲဟာအခုလိုတပြက်စီးလိုက်လေရမှာပဲဘုံကြီးကြောင်ဝင်းကအတော်ကြမ်းမဲသိတော့တာလက်တွေဆိုလေညောင်းတောက်နေရပဲအဲ့ဒီချိန်ဘိုးကြီးလေမနိုင်တန်နိုင်အုံးသီးတွေတဲလာလို့သူတို့နာကိုပြစ်ချလိုက်တယ်
ငါလည်းအမက်သာသွားမှဆိုလို့မခံချင်စိတ်နဲ့သာလုံရတာခါချိန်နေကြိုက်တာဒီမှာကြည့်ဦးဘူးသီးတွေတောင်ထနေပြီဒီလိုနဲ့ခဏကြာတော့တကြီးရောက်လာတယ်ကဲပင်မသွားကြပြီပေါ့အားလုံးကိုချီးလဲချီးကျူးတယ်ချီးကျူးလဲတင်ပါတယ်သားတို့သမီးတို့တွေကုသိုလ်လည်းအများကြီးရသွားပြီဖုန်းကြည့်လို့တက်ရှိအောင်မြေထူးချွန်ကြပါစီကွယ်ပေးတဲ့ဆုနဲ့ပြည့်ပါစေတကြီးအော်မေးတော့မလို့မနေ့ကမနက်10:00 နာရီလောက်မှာလူငယ်အကျိုးပြုအဖွဲ့အတွက်ရွေးခံရတဲ့သူတွေကိုကြေညာပေးမယ်နော်ဟင်းရှင်းကုန်လိုက်တာကဲသွားနာကြတော့နော်နောက်ရက်မနက်ခင်းမှာတော့အားလုံးပဲတကြီးအိမ်ကိုရောက်နေကြတော့တယ်တကြီးဟာကဲဒီနေ့ကတော့လူငယ်အကျိုးပြုအဖွဲ့ဝင်လူရေးဖွဲ့ရှားလက်ကိုကြေညာပေးမှာပါအားလုံးကိုရွေးကြည့်မိမယ်အပတ်ဘက်ကစဉ်းစားပြီးရေရှည်လုံးနိုင်မဲ့သူကိုရွေးချယ်ရတာဆိုတော့အားလုံးနားလည်စီကြပါတယ်အဖွဲ့နာမည်ကိုအောင်ပန်းကျယ်ဝင်းလို့ပေးထားတယ်အရွေးခံရသူတွေကဖိုးတူတုတ်ပေါ်ဘိုးကြီးတန်ချောင်းတို့သာမကအမျိုးသမီးရှေးရကိစ္စတွေမှာကိုညီဆောင်ရွက်ပေးဖို့အတွက်မိဝိုင်းကိုပါရွေးထားပါတယ်တကြီးငပိန်ရောဘာလို့မရွေးရလဲဗျငပိန်အမေဟာနေမကောင်းတာရဲ့အိမ်ကိစ္စလေးတွေကူညီပေးရတာရှိတော့အရန်စင်းနဲ့ပဲထည့်ထားတာပါအောင်မရဲ့ကျယ်ဝင့်လေးဖြစ်ပြီပေါ့ပြောလိုက်တာမင်းတို့လေးတွေကကြီးလာမှာအနာဂတ်ရွာရဲ့ထွန်းတောက်လာမယ့်ကျယ်ဝင့်နေဆိုတော့မမေ့မေ့ရော့ကြေးရွာတို့တောင်ဝိုင်းဝန်းကူညီပေးကြဟုတ်ပလားဟုတ်ကဲ့ပါတကြီးဒါလုံးနဲ့အောင်မန်းရွာရဲ့ကျယ်ဝင့်လေးတွေရွေးတဲ့ပွဲလေးအောင်မြင်စွာနဲ့ပြီးဆုံးသွားတော့လေ